အားလုံးမင်္ဂလာပါကျွန်တော်နာမည် Eva ပါ Diploma in TESOL ရရှိထားသူဦးလည်းဖြစ်တယ် Okay ကျွန်တော်ဒီနေ့လေ့လာမယ့်ခေါင်းစဉ်က reading skill identifying fact and opinion ဆိုတော့ကျွန်တော်တို့ကစာတစ်ပိုက်ဖတ်လိုက်တဲ့အခါမှာဒီစာကြောင်းကစာရေးဆရာရဲ့အမြင်လားသို့မဟုတ်တကယ်အပြင်မှာကျွန်တော်တို့အချက်လက်နဲ့ရှိတဲ့ဟာလားဆိုတဲ့ဟာကိုကျွန်တော်တို့ခွဲပြီးတော့သိနိုင်မဲ့အချက်ဖြစ်ပါတယ်ဆိုတော့ Okay ကျွန်တော်တခါနဲ့သွားမယ်ဆိုရင်A fact is something that people generally agree is true. So the fact လို့ပြောတဲ့အခါမှာလူတော်တော်များများကကျွန်တော်တို့မှန်တယ်ဆိုပြီးတော့ယူဆထားတဲ့အရာပြောချင်တာဖြစ်တယ်။ပေါ့နော်ဒီ facts ကတနည်းအားဖြင့်အချက်အလက်နဲ့ကျွန်တော်တို့သူ့ကိုတိုင်းတာလို့ရမယ့်ကိန်းဂဏန်းတွေရှိရဟာကိုကျွန်တော်တို့ facts လို့ခေါ်တယ်။ဥပမာအနေနဲ့ပေါ့နော် Water freezes at 0 degrees Celsius. ဒီက3 degree မှာအေးခဲတယ်။ Paper is one of the easiest materials to recycle. နော်စာရွက်ကကျွန်တော်တို့ပြန်လည်အသုံးပြုဖို့အလွယ်ကူဆုံးပစ္စည်းတွေတစ်ခုဖြစ်တယ် In the United States 18% of all TVs are recycled. TV 18%ပေါ့နော်ဟောင်းတဲ့ TV တွေကိုသူတို့ကပြန်ပြီးတော့ပြန်လည်အသုံးပြုတယ်ဆိုတော့ဒီအရာတွေကကျွန်တော်တို့ပြန်လည်ရှာလိုက်တဲ့အခါမှာသူ့မှာကိန်းဂဏန်းရှိတဲ့နံပါတ်ရှိကျွန်တော်တို့သိတာတဲ့အရာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ fact လို့ခေါ်တာဖြစ်တယ်နောက်တစ်ခုကကျတော့ opinions လို့ပြောတဲ့အခါမှာကျွန်တော်တို့လူတစ်ယောက်ရဲ့တွေးတဲ့အရာကိုပြောချင်တာသူ့ရဲ့အမြင်ပေါ့နော်is what a people thinks about something so another person may not agree အဲ့လိုပြောတဲ့အခါမှာတစ်ယောက်ရဲ့အမြင်နဲ့နောက်တစ်ယောက်ရဲ့အမြင်ကတူချင်မှတူမယ်မတူနိုင်တာလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဥပမာ English is an easy language to learn so that တစ်ယောက်ရဲ့အမြင်ပေါ့နော် consumers are more interested in product price than its quality စားသုံးသူတွေကကျွန်တော်တို့ဒီပစ္စည်းတစ်ခုရဲ့ဈေးနှုန်းထက်ပစ္စည်းတစ်ခုရဲ့ဈေးနှုန်းကိုပိုပြီးတော့စိတ်ဝင်စားတယ်သူ့ရဲ့ quality ကိုဒုတိယနေရာမှာထားရဆိုတဲ့အရာတွေပေါ့နော်ဒါတချို့ကဒီတိုင်းလက်ခံချင်မှလက်ခံမှာပေါ့ Advertising has a bad influence on our spending habits ဆိုတော့ကြော်ညာတွေကကျွန်တော်တို့ရဲ့ဒီပစ္စည်းဝယ်ယူမှုတွေကျွန်တော်တို့သုံးစွဲမှုပေါ်မှာဒီမကောင်းတဲ့နှောင့်ယှက်မှုရှိနေတယ်ဆိုတော့ဒီအရာကတရားရဲ့အမြင်ဖြစ်ပါတယ်ဆိုတော့လူတိုင်းမတူဆိုတဲ့အရာကိုပြောချင်တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဘယ်လိုသိနိုင်မလဲပေါ့နော်ဒါ facts လား opinions လားအလွယ်ကူဆုံးနည်းလမ်းကဥပမာကျွန်တော်တို့ကဒီစကားလုံးတွေတွေ့ရဆိုရင် think I don't think I believe I don't believe I feel I don't feel in my opinions ဒီလိုစကားလုံးတွေတွေ့မယ်ဆိုရင်အဲ့ဒီအရာကစာရေးစရာတော့မဟုတ်ကျွန်တော်တို့ဒီရေးတဲ့လူရဲ့ပြောတဲ့လူရဲ့အမြင်ဆိုတာကျွန်တော်တို့နားလည်ထားမှာဖြစ်ပါတယ်ဆိုတော့ I don't think English is an easy language to learn the author believes advertising has a bad influence on our spending habits ဆိုတော့ဒီအရာကအမြင်ဖြစ်ပါတယ်ဆိုတော့ okay ဆိုတော့ကျွန်တော်တို့နားလည်သွားအောင်လို့ပေါ့နော်ကျွန်တော်လေ့ကျင့်ခန်းလုပ်အောင် so video pause လုပ်ပြီးတော့လေ့ကျင့်ခန်းလုပ်ပေးပါနံပါတ် A နဲ့နံပါတ် B ကိုကျွန်တော်တို့လုပ်ပေးပါဆိုတော့ A မှာကျတော့ဒီ fact ဆိုရင်ကျွန်တော်တို့ F ပဲရေးပေးလိုက် opinion ဆို O ရေးမယ်ဒုတိယတစ်ခုကျဒီစကားလုံးတွေကိုကျွန်တော်တို့ fact ဥပမာအနေနဲ့ပေါ့နော် color ဆိုတဲ့ပေးထားအရာကျွန်တော် fact အနေနဲ့ဘယ်လိုရေးမလဲဆိုတော့ colors can affect how people feel ဒုတိယတစ်ခုက I think pink is a beautiful color ဒါတစ်ယောက်ကပန်းရောင်ကလှတယ်လို့ပြောနောက်တစ်ယောက်ကလှချင်မှလှနိုင်မယ်ဆိုတော့ in my opinions I feel I think opinion စာကြောင့်ရေးတဲ့အခါမှာကျွန်တော်အဲ့ဒါထည့်ရေးပါမယ် okay ပြီးရင်ကျွန်တော်အဖြေတိုက်ပါမယ်နော် alright ဆိုတော့အဖြေတစ်ချက်တိုက်ကြည့်အောင်ပထမတစ်ခုက it's not easier to replace an item than to repair it ဆိုတော့ပြင်မဲ့အစားနောက်တစ်ခုအစားထိုးပြီးတော့ဝယ်လိုက်တာပိုကောင်းတယ်ပိုလွယ်တယ်ဆိုတဲ့အရာက facts ဖြစ်ပါတယ်ဆိုတော့ဒီအရာပေါ့နော်ဥပမာနံပါတ်3မှာဆိုရင် perhaps recycling is not the answer ကျွန်တော်တို့ပြန်လည်ပြီးတော့နောက်တစ်ဆင့်သုံးတာနောက်တစ်ခေါက်အချိန်သုံးတာကဒီအဖြေမဟုတ်ဘူးလို့ပြောထားတာ opinions ဖြစ်ပါတယ်ဟုတ်ပြီနော်ဆိုတော့ကျွန်တော်တို့ဒီအဖြေတိုက်ကြည့်ပါဒီလိုမျိုးသိချင်အားဖြင့်ကျွန်တော်စာဖတ်တဲ့အခါမှာသို့မဟုတ်သတင်းဖတ်တဲ့အခါမှာဒီသတင်းကဘာကိုပြောချင်နေရလဲသူရဲ့အမြင်ကိုပြောနေရလားတကယ်လက်တွေ့မှာဖြစ်နေတဲ့ဟာလားဆိုတော့ကျွန်တော်တို့သိနိုင်မှာဖြစ်တယ်ဆိုတော့ဒီနေ့အတွက်ကျွန်တော်လေ့လာတဲ့ခေါင်းစဉ်က identifying facts and opinion ဆိုတော့ဒီအရာကကျွန်တော်တို့စာဖတ်တဲ့အခါမှာသို့မဟုတ်ကျွန်တော် essay တွေရေးတဲ့အခါမှာ letters ရေးတဲ့အခါမှာအများကြီးထောက်ကူပေးမှာဖြစ်ပါတယ်။တစုံတစ်ခုရသွားမယ်လို့ယုံကြည်ပါတယ်။အားလုံးကျေးဇူးများတင်ပါတယ်။နောက်ဗီဒီယိုမှာတွေ့ပါမယ်။